အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ The Body Keeps Score The Body Keeps the Score ရဲ့အပိုင်း2ရဲ့နောက်ဆုံးအခန်းဖြစ်တဲ့အခန်း6ကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခန္ဓာကိုယ်ကအမှတ်ရနေခြင်း losing your body losing yourself ကိုဆက်လက်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီခန်းမှာစိတ်တန်ရာရထားသူတယောက်ဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဘယ်လိုမျိုးတဖြည်းဖြည်းအဆက်အသွယ်ပြတ်တောက်သွားတယ်လဲဆိုတာကိုဒေါက်တာပတ်ဆေကစိတ်မကောင်းစရာဖြစ်ရမှန်တွေနဲ့ရှင်းပြထားပါတယ်။တစ်ကိုအာယုံခံနိုင်စွမ်းပျောက်ဆုံးခြင်းစိတ်တန်ရာပြင်းပြင်းထန်ထန်ရထားသူတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကပေးတဲ့အချက်ပြမှုတွေကိုလုံးဝမခံစားရတော့တာမျိုးဖြစ်တတ်ပါတယ်။ဥပမာမှန်ထဲမှာကိုယ့်မျက်နှာကိုပြန်ကြည့်တဲ့အခါဒါဟာငါပဲလို့မခံစားရတော့တာနာကျင်မှုကိုမတိတော့တာဒါမှမဟုတ်ထိတွေ့မှုကိုမခံစားရတော့တာဒါဟာအုံနောက်ကဆိုးရွားလုံးတဲ့နာကျင်မှုတွေကနေကာကွယ်ဖို့အတွက်ကိုယ်ခန္ဓာအာယုံခံစနစ်ကိုပိတ်ပစ်လိုက်တာ switch off ဖြစ်ပါတယ်နှစ်အတိတ်ကလက်ရှိဖြစ်နေစေ the persistent past တာမန်မှတ်ဉဏ်ဆိုတာပြီးသွားခဲ့ပြီလို့ကျွန်တော်တို့သိပါတယ်ဒါပေမဲ့စိတ်တန်ရာမှတ်ဉဏ်ကတော့ထူးခြားပါတယ်စိတ်တန်ရာရသူတွေအတွက်အတိတ်ကအဖြစ်ပြက်ဟာဇလန်တပုတ်လိုတင်းဆဲမထားပဲရုပ်ပိုင်းဆိုင်ရာခံစားချက် physical sensations အဖြစ်တင်းဆဲထားတာပါဥပမာတစ်စုံတစ်ယောက်ကအော်လိုက်တဲ့အခါစိတ်ကအတိတ်ကိုသတိမရပေမဲ့ခန္ဓာကိုယ်ကတော့လွန်ခဲ့တဲ့10နှစ်ကခံစားခဲ့ရတဲ့ထိတ်လန့်မှုကိုအခုချက်ချင်းတုံ့ပြန်နေတာမျိုးဖြစ်ပါတယ်ခန္ဓာကိုယ်ကတော့အဲ့ဒီအဖြစ်ပြက်ကြီးမပြီးဆုံးသေးဘူးလို့ထင်နေသေးပါ3ကိုယ်တွင်းအာယုံခံမြေပုံ the map of the self ကျွန်တော်တို့အုံနောက်ထဲမှာခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကိုထိန်းချုပ်တဲ့မြေပုံတစ်ခုရှိပါတယ်ဒါကို homunculus လို့ခေါ်ပါတယ်စိတ်တန်ရာရတဲ့အခါဒီမြေပုံရဲ့အချို့နေရာတွေမှာအလင်းမှိန်သွားတာဒီလိုမျိုးအာယုံကြောဆက်သွယ်မှုတွေအားနည်းသွားပါတယ်ဒါကြောင့်ပဲလူနာတွေဟာကျွန်တော်ရင်ဘတ်ထဲမှာဟာလာဟင်းလင်းကြီးဖြစ်နေတယ်ဒါမှမဟုတ်ကျွန်တော်ခြေလက်တွေကကျွန်တော်ဟာမဟုတ်သလိုပဲလို့ပြောကြတာဖြစ်ပါတယ်၄ဘာကြောင့်ကိုယ်သားရခဲ့တာလဲစကားပြောကုထုံ talk therapy တွေဟာစဉ်းစားဉာဏ်ရှိတဲ့အုံနောက်အပေါ်ပိုင်းကိုပဲအလုပ်လုပ်တာပါဒါပေမဲ့စိတ်တန်ရာကအုံနောက်ရဲ့အောက်ခြေခန္ဓာကိုယ်ကိုထိန်းချုပ်တဲ့အပိုင်းမှာပိတ်မိနေတာဖြစ်ပါတယ်အဓိကဆိုလို့ရင်းကမင်းအခုလုံခြုံနေပါပြီလို့စကားနဲ့ဘလောက်ပဲပြောခန္ဓာကိုယ်ကမလုံခြုံဘူးလို့ခံစားနေရသည်အဲ့ဒီလူဟာစိတ်တန်ရာကနေမလွတ်မြောက်နိုင်မသေးပါဘူးဒီခန်းရဲ့သင်ခန်းစာကတော့ကျွန်တော်တို့တိလိုက်ရတာကစိတ်တန်ရာကိုကုသတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာပြန်ပြီးနှီးပြောအောင်လုပ်ခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့အသက်ရှူတန်းနှလုံးခုန်တန်းနဲ့ကြွက်သားလှုပ်ရှားမှုတွေကိုပြန်လည်သတိပြုမိလာအောင် mindfulness လေ့ကျင့်ပေးဖို့အလွန်အရေးကြီးပါတယ်ဒါကတော့အပိုင်း2ရဲ့နှိကုံးပါအပိုင်း3မှာတော့ကလေးဘဝစိတ်တန်ရာခြေဟုတ်ထွန်မာတွေလူတယောက်ရဲ့ဘဝကိုဘယ်လိုပုံဖော်သွားတယ်လဲဆိုတာကိုဆက်လက်ပြီးလေ့လာရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုအပိုင်း3ကလေးများရဲ့စိတ်အခြေအနေ The Minds of Children ကိုရောက်ရှိလာပါပြီဒီအပိုင်းဟာဖတ်ရတာတော်တော်လေးစိတ်မကောင်းဖြစ်ရတယ်လို့မိဘတွေနဲ့ကလေးပြုစုစောင့်ရှောက်သူတွေအတွက်အလုံးအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်အခန်းခွန်ပတ်ဝန်းကျင်နဲ့အဝင်ခွင့်ကြဖြစ်ခြင်း getting on the same wavelength attachment and အကျုံးမှန်ကိုအသေးစိတ်ရှင်းပြပေးပါမယ်တစ်တွေ့တာမှုဆိုင်ရာ theory ဒီအခန်းရဲ့အဓိကအနှစ်သာရကတော့ကလေးတယောက်ဟာသူ့ကိုပြုစုစောင့်ရှောက်သူအထူးသဖြင့်မိခင်နဲ့ဘယ်လိုမျိုးစိတ်ချင်းဆက်နွယ်မှုရှိသလဲဆိုတာဖြစ်ပါတယ်ကလေးတယောက်ရဲ့အုံနောက်ကလူမှုဆက်ဆံရေးရာတစ်ဆင့်ဖွံ့ဖြိုးလာတာပါအကျိုးမဲ့စိတ်ချင်းထက်တူကြခြင်းမိခင်ကကလေးရဲ့လိုအပ်ချက်ပိုက်စားတာကြောက်တာနာကျင်တာကိုမှန်မှန်ကန်ကန်သိရှိပြီးတုံ့ပြန်ပေးတဲ့အခါကလေးဟာငါ့ကိုတယောက်ကနားလည်ပေးတယ်ငါလုံခြုံတဲ့စိတ်နဲ့ငါလုံခြုံတယ်ဆိုတဲ့ခံစားချက်ကိုရရှိပါတယ်နှစ်လုံခြုံသောတွေ့တာမှု secure attachment ကလေးတယောက်ဟာလုံခြုံမှုကိုရရှိတဲ့အခါမှာ
သူ့ရဲ့အောက်နောက်ဟာအောက်ပါအတိုင်းဖွံ့ဖြိုးလာပါတယ်ကိုယုံကြည်မှုရှိလာတယ်တခြားသူတွေကိုယုံကြည်တတ်လာတယ်ဆေးလှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်စွမ်းရှိလာတယ်ကဘာကြီးကိုစူးစမ်းခြင်းစိတ်ရှိလာတယ်၃မလုံခြုံသောတွေ့တာမှု insecure attachment နဲ့စိတ်တန်ရာမိဘကကလေးအပေါ်ဂရုမစိုက်တာလျှရှုတာဒါမှမဟုတ်ကြမ်းတမ်းစွာဆက်ဆံတာမျိုး neglect abuse ရှိခဲ့ရင်ကလေးမှာမလုံခြုံတဲ့တွေ့တာမှုဖြစ်လာပါတယ်ဒီခန်းမှာပုံစံ၃မျိုးကိုပြသထားပါတယ် avoidant ရှောင်ဖယ်ခြင်းငါဘလောက်ငုံကိုဘယ်သူမှလာမှာမဟုတ်ဘူးလို့သိထားတဲ့အတွက်ခံစားချက်တွေကိုပိတ်ပစ်လိုက်တဲ့ကလေးတွေ anxious စိုးရိမ်ပူပန်ခြင်းမိဘကတခါတလေဂရုစိုက်ပြီးတခါတလေလျှရှုတဲ့အခါကလေးကအမြဲတမ်းစိုးရိမ်နေရတာမျိုး disorganized ဖျို့ဖျဲဖြစ်ခြင်းအဆိုးဆုံးအခြေအနေပါကလေးကလုံခြုံမှုရှာရမဲ့မိဘကိုယ်တိုင်ကကလေးကို၆လနဲ့တူဖြစ်နေတဲ့အခါမျိုးပါ၄အောက်နောက်အပေါ်တက်ရောက်မှုငယ်စဉ်မှာတွေ့တာမှုလုံခြုံမှုမရှိခဲ့ရင်ကလေးရဲ့အောက်နောက်ဟာအမြဲတမ်းအချက်ပေးခေါင်းလောင်းမိတဲ့ always on alert အခြေအနေကိုရောက်သွားပါတယ်ဒါဟာနောင်တစ်ချိန်မှာစိတ်တန်ရာ trauma ရဖို့ပိုပြီးလွယ်ကူစေတဲ့အခြေခံအကြောင်းရင်းဖြစ်သွားပါတယ်ဒီခန်းရဲ့နိဒါရကတော့ကျွန်တော်တို့ကိုချစ်ခင်စောင့်ရှောက်တဲ့သူတွေရဲ့မျက်ဝန်းထဲမှာကိုယ်ပုံရိပ်ကိုပြန်ကြည့်ရင်ကိုဘယ်သူလဲဆိုတာသိလာရတာပါကလေးဘဝမှာအဲ့ဒါလိုနှွေးထွေးတဲ့တုံ့ပြန်မှုမရရှိခဲ့ရင်အဲ့ဒီကလေးဟာကြည်လာတဲ့ခါမှာလေကိုတန်ဖိုးထားဖို့နဲ့တခြားသူတွေကိုယုံကြည်ဖို့ခက်ခဲနေတတ်ပါတယ်ခန်းခုံမှာပါတဲ့ကလေးဘဝအုံနောက်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကိုရှင်းပြချင်ပါတယ်ကလေးဘဝအုံနောက်ဖွံ့ဖြိုးမှု childhood brain development နဲ့ပတ်သက်ပြီးစစ်တမ်းရဘယ်လိုတက်ရောက်တယ်ဆိုတာဒေါက်တာပါဆေကအခန်းခုနဲ့ရှိမှာအလွန်အလေးနက်စွာရှင်းပြထားပါတယ်ကလေးတယောက်ရဲ့အုံနောက်ဟာလူကြီးအုံနောက်လိုအစဉ်တင်ဖြစ်ပြီးသားမဟုတ်သေးပဲအတွေ့အကြုံပေါ်မူတည်ပြီးပုံဖော်ရတဲ့ experience dependent အစိတ်ပိုင်းဖြစ်ပါတယ်ဒီကအချက်တွေကိုရှင်းပြပေးပါမယ်ဒီအောက်ခြေမှအထက်သို့ဖွံ့ဖြိုးခြင်း bottom up development ကလေးရဲ့အုံနောက်ဟာအောက်ထက်ကနေအပေါ်ထက်ကိုစောက်တဲ့အိမ်သလုံးလိုပါပဲခရမဆင်းအသက်ရှူခြင်းအိပ်ဆက်ခြင်းနဲ့အစာစားခြင်းကိုထိန်းချုပ်တဲ့ရှင်သန်မှုအုံနောက် brainstem ကအရင်ဖွံ့ဖြိုးပါတယ်ဒုတိယအဆင့်ခံစားချက်နဲ့တွေ့တာမှုကိုတာဝန်ယူတဲ့ခံစားချက်အုံနောက် limbic system ကဆက်ဖွံ့ဖြိုးပါတယ်တတိယအဆင့်ဆင်ခြင်တုံတရားနဲ့ဘာသာစကားကိုတာဝန်ယူတဲ့စဉ်းစားဉာဏ်အုံနောက် prefrontal cortex ကနောက်ဆုံးမှဖွံ့ဖြိုးတာပါပြဿနာကအောက်ခြေအလွှာတွေရှင်သန်မှုနဲ့ခံစားချက်ကစစ်တမ်းရကြောင့်ပျက်စီးနေရင်အပေါ်ဆုံးအလွှာစဉ်းစားဉာဏ်ကကောင်းအလုပ်မလုပ်နိုင်တော့ပါဘူးဒါကြောင့်စိတ်တန်ရာရတဲ့ကလေးတွေဟာစာသင်ရတာခက်ခဲတာအာယုံဆွဆက်လို့မရတာတွေဖြစ်လာရတာပါနှစ် use it or lose it သုံးရင်တိုးတက်မယ်မသုံးရင်ပျောက်ကွယ်မယ်ကလေးတယောက်ရဲ့အုံနောက်မှာအာယုံကြောဆက်သွယ်မှုတွေတန်းပေါင်းများစွာရှိပါတယ်အကယ်၍ကလေးကအမြဲတမ်းကြောက်လန့်နေရရင်အုံနောက်ထဲကအန်ဒီယေကိုစောင့်ကြည့်တဲ့လမ်းကြောင်းတွေကအရန်တန်မာလာပြီးပျော်ရွှင်မှုကိုခံစားတဲ့လမ်းကြောင်းတွေအားနည်းသွားတတ်ပါတယ်။အုံနောက်ဟာသူအသုံးအများဆုံးလမ်းကြောင်းကိုပဲပိုခိုင်မာအောင်လုပ်တဲ့အတွက်စိတ်တန်ရာရတဲ့ကလေးတွေရဲ့အုံနောက်ဟာအန်ဒီယေကိုရှာဖွေဖို့ပဲအထူးပြုပြီးဖွံ့ဖြိုးလာပါတယ်။ Mirror neurons မှန်တင်အာယုံကြောများကလေးတွေမှာတခြားသူရဲ့ခံစားချက်ကိုကူးစက်တတ်တဲ့အာယုံကြောတွေရှိပါတယ်။မိခင်ကကလေးကိုကြည့်ပြီးပြုံးပြရင်ကလေးအုံနောက်ထဲမှာလည်းပျော်ရွှင်မှုဖြစ်စေတဲ့အာယုံကြောတွေပွင့်လာပါတယ်။အကယ်၍မိခင်ကအမြဲတမ်းစိတ်ဆိုးနေရင်ဒါမှမဟုတ်မျက်နှာသေးနဲ့လျှရှုထားရင် stay face ကလေးဟာလုံခြုံမှုမရှိတော့ပဲသူ့ရဲ့အုံနောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတတ်ပါတယ်။၄ window of tolerance တီးခံနိုင်စွမ်းပရင်ပေါက်ကလေးဘဝမှာနှွေးထွေးတဲ့စောင့်ရှောက်မှုရခဲ့ရင်ကလေးဟာစိတ်ဖိစီးမှုကိုခံနေရရှိတဲ့ပရင်ပေါက်ကျဲပါတယ်စစ်တမ်းရတဲ့ကလေးတွေမှာတော့ဒီပရင်ပေါက်ကအရန်ကျဉ်ပါတယ်အသေးအဖွဲကိစ္စလေးတစ်ခုဥပမာကစားစရာပျောက်သွားတာနဲ့တင်သူတို့ဟာအလွန်မင်းပောက်ကွဲသွားတာ
hyper arousal ဒါမှမဟုတ်လုံးဝငြိမ်သက်သွားတာ shut down တွေဖြစ်ကုန်ပါတယ်အချင်းချုပ်ဆိုရမယ်ဆိုရင်ကလေးဘဝဖွံ့ဖြိုးမှုမှာလုံခြုံမှုကအတိတ်ကပါလုံခြုံမှုမရှိဘဲကြီးပြင်းရတဲ့အောက်နောက်ဟာကဘာကြီးကိုရန်သူလိုမြင်တက်အောင်ပုံသွင်းခံလိုက်ရပါတယ်ဒါကိုဒေါက်တာပတ်စေက biology ရဲ့ cause of neglect လိလူရှုခံရခြင်းရဲ့ဇီဝကမဆိုင်ရာပေးဆက်မှုလို့ခေါ်ပါတယ်ဒီချက်တွေကကလေးတွေရဲ့အနာဂတ်လူမှုဆက်ဆံရေးနဲ့စိတ်ကျန်းမာရေးအပေါ်ဘယ်လိုတက်ရောက်လဲဆိုတာကိုနားလည်စေပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံး trauma စိတ်တန်ရာကနေမြန်မြန်ပျောက်ကင်းနိုင်ကြပါစေကိုတနိုင်ကြပါစေရှာဖွေတွေ့ရှိပြီးတော့ကိုပြုတ်ပြင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်